Hantavirus ဆိုတာ zoonotic disease လို့ခေါ်တဲ့တရိတ်ဆန်ကနေလူကိုကူးစက်တတ်တဲ့ရောဂါပိုးဖြစ်ပါတယ်။ Rodents လို့ခေါ်တဲ့ကြွက်နဲ့ရှင့်လိုမျိုးကိုက်ဖြတ်တတ်တဲ့အကောင်တွေကနေတဆင့်ကူးစက်တတ်ပြီးတော့အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိပြင်းထန်တဲ့ virus အုပ်စုဖြစ်ပါတယ်။ Hantavirus ကိုသယ်ဆောင်ထားတဲ့ကြွက်တွေကတော့ရောဂါလက္ခဏာခံစားရခြင်းမရှိဘဲရှင်သန်နိုင်ကြပေမဲ့လူကိုကူးစက်တဲ့အခါမှာတော့ HPS လို့ခေါ်တဲ့အဆုတ်နဲ့အသက်ရှူလမ်းကြောင်းကိုအဓိကထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါနဲ့ HFRS လို့ခေါ်တဲ့ကြောက်ကပ်ကိုပျက်စီးစေပြီးခန္ဓာကိုယ်တွင်းသွေးယိုစိမ့်မှုဖြစ်စေတဲ့ပြင်းထန်ရောဂါတွေကိုဖြစ်ပွားစေနိုင်တဲ့အပြင်သေဆုံးမှုနှုန်းမှာလည်း38%ထိရှိတယ်လို့ American ရောဂါထိန်းချုပ်ရေးဌာနရဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။ Hantavirus ရဲ့ပင်မဇီးမြစ်ကတော့ကြွက်တွေပဲဖြစ်ပါတယ်။ကြွက်တွေရဲ့ကျင်ငယ်ရည်မစင်တဲ့တွေးတွေကနေတဆင့် virus ပိုးတွေပြင်ပကိုထွက်ရှိလာတာပါ။လူချင်းချင်းကူးစက်နိုင်ခြင်းမရှိသလောက်အလွန်နည်းပါးပေမဲ့လည်းကြွက်တွေကနေထွက်ရှိတဲ့အညစ်အကြေးတွေဓာတ်ရိုက်ထိတွေ့မိတာကြွက်ကိုက်ခံရတာတွေမကပဲလေထုတွေမှာပြန့်နှံ့သွားတဲ့ကြွက်အညစ်အကြေးအမှုံအမွှားတွေကိုရှူရှိုက်မိတာကနေလည်းကူးစက်နိုင်တာကြောင့်ကြွက်တွေကြွက်အညစ်အကြေးတွေကိုရှင်းလင်းတဲ့အခါတိကျသတိထားပေးဖို့လိုအပ်ပါတယ်။တပြက်စီးလဲချတာဖုံဆုပ်ဆက်နဲ့ဆုပ်ချတာတွေကိုရှောင်ကျဉ်သင့်ပြီးတော့ကြွက်အညစ်အကြေးတွေအပေါ်ကိုအရက်ပြန်ချွတ်စေစတာတွေနဲ့ရွှဲဆိုအောင်ဖြန်းပြီးဖုံမပြတ်နိုင်အောင်မိနစ်20ခန့်ထားပြီးမှတိကျရှင်းလင်းစွန့်ပစ်ရပါမယ်။အခုချိန်ထိ Hantavirus အတွက်ကုထုံးအတိအကျမရှိသေးတဲ့အတွက်ကြွက်ဝင်ရောက်နိုင်တဲ့နေရာတွေကိုတိကျပိတ်ထားဖို့လိုပြီးကြွက်တွေခိုးအောင်နေရင်လည်းကြွက်ထိန်းချုပ်နေနေရေးကိုထိရောက်စွာလှုပ်ဆောင်သင့်ပါတယ်။လူကြီးမင်းတို့နေအိမ်စားတောက်ဆိုင်နဲ့စက်ရုံအလုပ်ရုံတွေမှာကြွက်တွေတွေ့နေရပြီဆိုရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာနဲ့ပစ္စည်းဆုံးရှုံးမှုတွေမဖြစ်ပွားခင်မှာ Javelin ရဲ့ကျွမ်းကျင်ပညာရှင်တွေကိုဆက်သွယ်ပြီးအထိရောက်ဆုံးကာကွယ်သင့်ပါတယ်။ကြွက်နဲ့ insect ပိုးမွှားတွေအတွက်ထိရောက်ပြီးစိတ်ချရတဲ့နည်းလမ်းတွေနဲ့ Javelin မှာအကောင်းဆုံးကာကွယ်နှိမ်နင်းပေးလျက်ရှိပါတယ်။ဒါကြောင့်အထိရောက်ဆုံးကြွက်နဲ့ insect ပိုးမွှားကာကွယ်နှိမ်နင်းရေးအတွက် Javelin ကိုအခုပဲဆက်သွယ်လိုက်ပါ။